ကြည်ချက်မျိုးနဲ့ရပ်တည်နေကြတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အများကြီးအားရှိတယ်ပြည်သူတွေအတွက်လည်းကျွန်တော်တို့ဆက်လက်ပြီးမှအကောင်းဆုံးကြိုးစားသွားမယ်နောက်မြောက်တိုင်းစစ်တပ်နာချုပ်ပေါ့နော်တိုင်းဦးဗိုလ်ချုပ်ကြီးရဲ့အေဂျင့်သားရလို့နေပါတယ်တက်မလို့ကလုတ်ပြီးတဲ့ဦးစီးပြီးတော့မှလုတ်ပြီးတဲ့ရွေးကောက်ပွဲဒီတမဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင်။ဒါပေမဲ့အာဏာသိမ်းမှုပုံစံမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့တွေဝိုင်းဝန်းတွန်းအားပေးကြိုးစားနေကြပါတယ်။အားလုံးပဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားโอเคပျော်ရွှင်ကြည်နူးခွန်အားဖြစ်စရာရုပ်တံလေးနဲ့အစဖွင့်မရသေးဗျဒီအချိန်မှာရခိုင်ပြည်သူတစ်ခုတည်းမဟုတ်ဘူးမြန်မာပြည်သူတစ်ခုလုံးကိုလည်းကျွန်တော်ပြောချင်တာကဒီတော်လှန်ရေးလောကဒဏ်တွေကိုကျွန်တော်တို့မဖြတ်စီစီလုံးလုံးနဲ့ကျွန်တော်တို့ဖြတ်တန်းဖို့လိုတယ်ဒါကိုသိခံပြီးမှဒီစစ်အာဏာရှင်ဒီဖက်စစ်အာဏာရှင်အကြမ်းဖက်စစ်တပ်ကိုကျွန်တော်တို့ကအောင်မြင်အောင်တော်လှန်ဖို့လိုတယ်ဒါကိုကျွန်တော်တို့ကနောက်လှည့်နေလို့မရဘူးကျွန်တော်တို့ရှေ့ကိုတိုးရမယ်ဒီခက်ခဲကိုရင်ဆိုင်ပြီးမှအောင်မြင်အောင်ကျွန်တော်တို့ကြိုးစားရမယ်ကျွန်တော်တို့ရခိုင်ပြည်သူတွေကလည်းကျွန်တော်တို့ကိုပြောတယ်ဘယ်လိုအခက်ခဲပဲရှိပါစေအိမ်တွေကတော့ပြာကျတော့ပြီဒါမဲ့ငါတို့လိုချင်တာအိမ်ထက်အရေးကြီးတဲ့လွန်မြောက်ရေးကိုလိုချင်တယ်ဒါကြောင့်ဆက်လက်တိုက်ပွဲဝင်ပါဆိုတော့ယုံကြည်ချက်မျိုးနဲ့ရပ်တည်နေကြတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အများကြီးအားရှိတယ်ပြည်သူတွေအတွက်လည်းကျွန်တော်တို့ဆက်လက်ပြီးမှအကောင်းဆုံးကြိုးစားသွားမယ်ဘလောက်တောင်လေးစားဖို့ကောင်းတယ်ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လဲဗျလွတ်မြောက်ရေးကိုအားလုံးပူးပေါင်းပြီးတော့အတူတူဖြော်သောဇွဲနဲ့အတူတူသွားကြမယ်ဒီလိုခေါင်းဆောင်မျိုးကိုနောက်တစ်ချိန်မှာကျွန်တော်တို့ကိုအုပ်ဆိုးစေခြင်းတယ်ဗျကျွန်တော်တို့ကိုဥဆောင်စေခြင်းတယ်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်အတွက်ဒီဗီဒီယိုလေးကတော့စောက်ရမ်းဝမ်းသာဖို့ကောင်းတဲ့သတင်းလေးဘာလဲဆိုတော့သင်္ကန်းအရေးချုံမိမလို့မိမရပြောနေတဲ့ပေါက်ကရုံးကိုသူတို့အချင်းချင်းပြန်ပြီးတော့ဆုံးမထားတာနိုင်ငံဝတ်ထားရတာကျွန်တော်တို့ကဗုဒ္ဓဘာသာလက်ဝဲရှိပြီးတော့ရှင်ပြပါတယ်အားလည်းဘူးမှမဆက်ဘူးအားလို့တော့သင်္ကန်းချုံဒါမဲ့အခုပြက်နေတာပါပြက်နေတာအဲ့တော့သင်္ကန်းချုံသင်္ကန်းလုံးနဲ့ပုတ်ခတ်တယ်ဘယ်လိုလဲညတိုက်တာကိုလိုဆိုတာလို့နိုင်ငံရေးမှာနိုင်ငံရေးလုပ်နိုင်ငံရေးလုပ်PDF က PDF လို့ PDF လို့ဟုတ်တယ်ပုံကြီးတဲ့ဒီတိုင်းသင်္ကန်းခြုံလာတယ်သင်္ကန်းခြုံလာတယ်လို့ဝန်ကြီးရဲ့တိတ်ခါလို့ကျင့်ကြံအားမင်းလို့မင်းမြတ်တိုက်ခိုက်ပြီးပုတ်ခတ်တယ်ကျတို့ကတိတ်ပြီးတော့သိတယ်တိတ်ပြီးတော့တက်တယ်နိုင်ငံရေးလောကအကြောင်းကောင်းကောင်းနားတယ်လို့ပြောသင်္ကန်းခြုံတော့ရဲ့ဒါမှမဟုတ်ရဲ့စိုးနေလို့နော်မောင်ရမ်းမှာတက်ပြီးတော့ခန်းသားစားပြီးတော့ဝန်ကြီးနဲ့လည်းပြီးတိတ်ခါဘုံနဲ့လည်းပြီးကိုလူကိုပုတ်ခတ်ဒီလူကိုပုတ်ခတ်ခင်ဗျားတို့ကြည့်ရတိတ်ကိုအားကိုညာပူလောင်ရတယ်ကွာကိုဒီကွာကိုတက်တယ်ကိုကျင်းလို့ရှိရင်သင်္ကန်းချုပ်တော်ရဲကိုအာယုံနဲ့ရမ်းမနောက်နဲ့ကြားတယ်နော်ပေါက်ကရုံအာယုံนี่အရန်မနောက်နဲ့အာယုံနောက်ရင်လာဆုံးမပေးမှာနော်မင်းတို့အချင်းချင်းကငါတို့တွေဆုံးမရမလို့မင်းတို့အချင်းချင်းကတောင်သဘောမကျဘူးချစ်ကိုကြီးကျေးဇူးတင်တယ်ဘဲမတူပေမဲ့ဒီလိုအရေးချုံကိုများဆုံးမပေးပါဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ဗိုလ်မှူးဟောင်းနေမျိုးစင်ပြောထားတယ်ဒူးကျုပ်စိုးဝင်းရဲ့မိန်းမထွက်ပြေးသွားပြီကျွန်တော်တို့ဒီပွဲကအောင်ဖို့ရာဂျာခိုင်တို့နှိစက်လာသတင်းထူးသတင်းကောင်းလေးတွေကိုကျွန်တော်တို့အတူတူနားထောင်သွားကြမယ်တော်လန်နိကင်းဆိုတဲ့အသုံးနှုန်းထက်အောင်လန်ထူဖို့ပြင်ဆင်နေတဲ့နှုတ်ခွန်းဆက်ချင်းလိုပဲနှုတ်ဆက်ချင်ပါတယ်ဟုတ်ပြီဟုတ်ပုံအောင်နေပြီဖြစ်တယ်ကြားတယ်နော်လက်ရှိနောက်ဆုံးအခြေအနေကဒူးကျုပ်ဆိုးဝင်းဆိုတဲ့လက်ဖက်6ကဲမိမရွေကြီးကိုထွက်ပြေးသွားပါပြီမင်းအွန်လိုင်းဟာလည်းပဲတရုတ်ကိုခိုလိုကွင်းတောင်းခံထားတယ်ဆိုတော့အတီးပြုတ်နိုင်တဲ့အခြေအနေတွေလည်းရောက်ရှိလာပြီဖြစ်တယ်ဒါတွင်အာဏာသိမ်းမှုပုံစံမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့တွေဝိုင်းဝန်းတွန်းအားပေးကြိုးစားနေကြပါတယ်ဟုတ်ပြီဒီကြတော့ငခုံးမတကောင်ကြောက်တလီလုံးတတက်လုံးပုတ်ပြက်ပြီးတော့တထဲမှာရှိတဲ့စစ်တီမိသားစုရောဆွေမျိုးရင်းချပါမကြအားလုံးလူပုတ်ကောင်မင်းအွန်လိုင်းနောက်လိုက်ပြီးဘဝခန္ဓာအသက်သမိုင်းတည်ဆုံးကြရမှာထက်အခုချိန်ဟာကြောက်ရွံ့ခြင်းကလွတ်ကင်းခြင်းကိုတွေးတောဆင်ခြင်ပြီးတော့ပြတ်သားစွာဆုံးဖြတ်ရုံးထွက်ကြရမယ့်အချိန်ဖြစ်ပါတယ်ဟုတ်ပြီဘိုးလက်ရှိနောက်ဆုံးအခြေအနေတွေကတရင်တွေမှာအများအများထွက်ပြေးနေကြရပါတယ်ထွက်ပြေးတာမှရိုးရိုးမဟုတ်ဘူးဒူဘမူကြီးအဆင့်ဘမူကြီးအဆင့်တွေနော် NDC စင် National Defense College ဆိုတဲ့ CUC တက္ကသိုလ်စင်ပုဂ္ဂိုလ်ကြီးတွေဒီအထိထွက်ပြေးနေကြတာဖြစ်ပါတယ်အခုဒီအပိုင်းမှာပဲ
တမစကက1နဲ့စကက17ကတမမှုတွေပေါ့စကကမှုတွေပေါ့နော်သူတို့တွေဖမ်းဆီးပါတယ်ချုပ်ထဲပါတယ်ချုပ်ထဲပြီးတော့ဘာဖြစ်လဲဆိုတော့သူနောက်လိုက်ရဲဘော်တွေဗျူဟာမှုတွေတိုင်းမှုတွေကိုချက်ချင်းခံစစ်ကိုအထက်အမိတ်နဲ့အတင်းပြင်ခိုင်းပါတယ်အင်းတော်ကြောက်ကူဖမ်းမှာစခန်းတွေတစ်ခုတစ်ခုလက်လွတ်ဆုံးရှုံးရုံသုံးကားနဲ့ထွက်ပြေးနေကြတဲ့အချိန်မှာတတ်မှတ်မှုတွေရအချုပ်ထဲရောက်တခါမှမကြားဘူးတဲ့အခြေအနေပေါ့ဘလောက်ထိဖက်စစ်မင်းအောင်လိုင်းအောက်မှာဝိဒါလီဘလူးစီးတာထက်ပုံမူဆိုးွားတဲ့နေပြီးတော့ဘလူးစီးတဲ့ဂိမ်းတွေရောက်နေတယ်လေဆိုတာလက်ရှိနောက်ဆုံးအခြေအနေတွေရှိပါတယ်အဲ့တော့ရဲမေတွေတော်တော်များများငိုကြွေးကြတယ်ပေါ့သူတတ်မှတ်မှုကိုယ်တိုင်ချုပ်ထဲရောက်နေတယ်မျက်စိကလေးနားကလေးနဲ့ချုပ်တိုင်တန်နိုင်တော့ရောက်နေချိန်မှာမိနစ်တစ်နေ့မှတတ်မှတ်မှုဒီနေ့ချုပ်သားထက်ကနေမင်းတို့လုံစမ်းအခုခံစစ်ပြင်သားအသေးခံတိုက်စမ်းငါတို့ထိတ်ကထိတ်ပိုင်းတစုအာနာရဖို့မင်းတို့အသေးအောင်တိုက်စမ်းဒါပေမဲ့ငါတို့တော့လစ်လာငါတို့မခံနိုင်တော့တဲ့တတိကျတော့လွတ်လန်းဖြစ်ဟိုမနေ့ရတယ်မယ်မင်းအွန်လိုင်းတယောက်တည်းစီးတဲ့လင်းနော်ဒီအေလာလေးစိတ်မှာနှစ်ပတ်ပြန်ဝဲလေ့ကျင့်ပြီးတော့နိုင်ငံခြားကိုထွက်ဖို့အစင်းသစ်ပြင်နေတယ်ဒါကတော့ကျွန်တော်တို့ရဲ့ဘိုးကြီးနေမျိုးစဉ်အရန်လေးစားဖို့ကောင်းတယ်တက်တွင်းအာနာသိမ့်မှုဖြစ်ပြီးတော့ကျွန်တော်တို့တွေအရွှေအပြောင်းတစ်ခုကိုရောက်လာမယ်လို့လည်းညှော်လင့်ရတယ်ဗျဖက်ဆက်တက်ကလုံးဝကိုအမြင့်ပြတ်လူနီးပါးရောက်နေပြီဗျတိုက်တိုင်းရှုံးပွဲတိုင်းအလူလူအလေးလေးမတာပေါ်နေတာဆိုတော့ကကျွန်တော်တို့ရဲ့အောင်ပွဲမွေးတော့ဘူးဆိုတာယုံကြည်ထားပေးပါဒီဗီဒီယိုလေးကတော့ခင်ဗျားတို့ရဲ့အချစ်တော်ကျူကျူခေါ်နေရကိုဝင်ပြီးတော့လူနေတဲ့တက်ခိုင်ဆက်ခွေးတက်ကအာနာမသိမ့်ခြင်းပဲသိမ့်လိုက်ရတယ်နောက်ပြီးတော့ဆက်ခွေးတက်ကလှုပ်တဲ့ယူကောက်ပွဲကတမတ်ကြတယ်တဲ့ဗျာဒီကအစင်းသိရပြီလားဆိုလို့ရှိရင်ဒီတက်မတော်ကနေကမကထလုပ်ပြီးတဲ့ရွေးကောက်ပွဲနဲ့နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့မှလုပ်ပြီးတဲ့ရွေးကောက်ပွဲနဲ့ရှင်းကြည့်လို့ရတယ်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့ရွေးကောက်ပွဲလုပ်တယ်ဆိုတာမတမာမှုဖြစ်ဖို့ဟာပို့ပြီးတော့မှပို့ပြီးအလားအလာရှိတာပေါ့နော်ဆိုလို့ရှိရင်တက်မတော်ကလုပ်ပြီးတဲ့ဦးစီးပြီးတော့မှလုပ်ပြီးတဲ့ရွေးကောက်ပွဲဒီတမဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင်။သွားပြီပေါ့ဗျာကျွန်တော်တို့နိုင်ငံကျွန်တော်တို့မျိုးဆက်တွေဒီလိုလူမျိုးတွေကိုအရှိဆောင်ထားပါတော့ပြောချင်တာဘောမတွေနေနှုံးနဲ့တန်တဲ့ခေါင်းဆောင်မျိုးကဒီလိုကောင်မတွေလားတကယ်ဗျကျွန်တော်တို့တွေစိတ်တွေလည်းချမ်းသာပါတယ်ဒီလိုမျိုးတောင်မရောက်မြောက်မရောက်လူတွေပြောနေတာတရစ်เนาะကျွန်တော်တို့တွေဘယ်ဟာသားမှကြည့်စရာမလိုဘူးโอเคဘာပြောချင်လဲတော်ခါเนาะကျူလာနေရကိုဒဲပေါ်တင်ကြီးဝင်ယူနေတဲ့တော်ခါဒီဗီဒီယိုလေးကတော့ခွေးတောင်သားဇော်ဘောဟောင်းအနောက်မြောက်တိုင်းမြို့တော့ကျွန်တော်တို့ရဲ့မုံရွာမြို့ကိုရောက်ရှိနေပြီးမြင်းအနောက်ဘက်ကိုတာကြီးမင်းစားရှိရင်ကြော်ခဲ့လိုက်မြင်းနောက်ဘက်ကဖိုဝင်းတောင်တို့ဘာတို့မှာဖျားလာပူးလိုက်ငါတို့ UG တွေဖိတ်ခေါ်တယ်နောက်မြောက်တိုင်းစစ်တပ်နာကျုပ်ပေါ့နော်တိုင်းမူဗိုလ်ချုပ်ကြီးရဲ့ဗိုလ်ချုပ်ကြီးဦးမျိုးမင်းထွေးရဲ့ရင်ဝင်အောက်မှာအေဂျင့်သားရလို့နေပါတယ်နော်စောဘိုးရင်းတို့ကန္နာဘုရားကိုရောက်နေတာပါနော်တိုင်းမူရဲ့အုပ်ချုပ်မှုအောင်နဲ့နော်အောက်ခြေစစ်တီနော်ရာရှိရာခံအကျက်စစ်တီတို့ပူးပေါင်းပြီးတော့မှမုံရွာမြို့အနောက်မြောက်တိုင်းစစ်တပ်နာကျုပ်ရဲ့အေဂျင့်နဲ့အေးအာဝါဒအောက်ကိုကျွန်တော်ဇော်ဘုန်းရောက်ရှိလို့နေတာပါမုံရွာမြို့ကညီနောင်နေမြင်းအနောက်ဘက်ကပလဲနေကညီနောင်နေစကိုင်းတိုင်းကညီနောင်နေဒီခွေးတောင်သားအုပ်စုကိုဒီတိုင်းပဲကြည့်တော့မှလားနှစ်ကောင်ရောက်နေတာနော်ကြောင်စိုးဦးရဲ့ဇော်ဘောဟောင်းရဲ့နှစ်ကောင်ရောက်နေတာလက်ပိုက်ကြည့်နေတော့မှလားအလှကြည့်နေတော့မှလားဒီလောက်ပဲပြောမယ်